အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖြတ်ပိန်းအစ်စ်လေးလဲရပါတယ်ဒီကောင်လေးနဲ့ခန်းကြီးလေးသုံးလုံးဖြတ်ဖို့ရှိပါတယ်တစ်ချက်လောက်လိုက်ကြည့်ပေးကြပါဦးမရှိတဲ့မော်တာလေးနဲ့လုပ်ထားတဲ့အတွက်ကျွန်တော်ဖြတ်ပိန်းလဲရတော့ပုံမှန်နဲ့ဆိုင်နေပါတယ်ကျွန်တော်ဒီပြင်တကောင်ဝဲတို့တကောင်တို့တကောင်ဝဲတို့မော်တာတွေတက်ဆိုင်ဖြတ်ပိန်းလဲရနေတဲ့အတွက်ကြောက်လေးတွေတစ်လုံးတစ်လုံးကိုနည်းနည်းအချိန်ကြာလေးဆက်ပြီးရပါတယ်ပုံမှန်10မိနစ်လောက်ကြောက်ကိုကျွန်တော်3မိနစ်လောက်တော့ဖြတ်ရပါတယ်ခင်ဗျာအခုဒီမှာကြာထားတဲ့အတိုင်းပါပဲခန်းလေးလေးဆိုရင်ဒါဒီကဆက်ကြီးတွေမဖြစ်ရင်ဘာမှကြာမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဆက်နေတာကတော့2မိနစ်လောက်ကြာပါပါတယ်အဲ့အလုံးလေးတစ်လုံးကိုကြောက်လေးတွေကအနာမများပေမဲ့လည်းအသားတန်းလည်းမြင့်မနေတဲ့အတွက်ကျွန်တော်အများကြီးမမှန်းတော့ပါဘူးဒီကြောက်လေးတွေကမဖြတ်ဘဲနဲ့အောက်မှာပဲပြစ်ချထားတဲ့အတွက်ကျွန်တော်သိကျင်စိမ့်နဲ့တက်ကြည့်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတယ်ညီကိုတွေအကုန်လုံးမင်္ဂလာအောင်ကြောက်များပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော်စကားပြောတာလေးကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်